သားကိုကြက်သွန်အနှင်းများများနဲ့အချိုနှံငရုတ်သီးစိမ့်နဲ့ကြက်သွန်ဖြူလော်ထောင်းချမောင်ဟင်းရီချက်ပါတယ်အရင်ဆုံးကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုစီးတက်ပါမယ်ကြက်သွန်နဲ့ငယ်နွမ်းလာရင်တော့ကရဝေးရွက်နဲ့စနွန်းကိုတော့ပါတဲ့ဆွေုံလေးနဲ့လေးပဲထည့်ပါမယ်ကြက်သွန်ရဲလာတဲ့ဒီစီးတက်ပြီးရင်တော့ဝတ်သားထည့်ပါမယ်အရသာအတွက်ပဲငံပြားကြီးအပြစ်လို့ခေါ်တဲ့ကြာညိုးနဲ့စားဟင်းခတ်မုံပဲထည့်ပါမယ်အသားကျအောင်ဟင်းဦးလုံးပြီးရင်တော့ရေထည့်တည်ထားပါမယ်စီကနောက်လေးဖြစ်နေလို့ဒီအနေထားဆိုရင်တော့ရေကျန်နေပါသေးတယ်အခုဒီချိန်နေမှာဆိုရင်တော့စီကကြည်ကြည်လေးဖြစ်နေပါပြီရေခမ်းပြီးစီပြန်လာပြီမို့လို့ဝတ်သားချိုချက်လေးချက်ပါပြီငရုတ်သီးစိမ့်နဲ့ကြက်သွန်ဖြူကိုလော်ပြီးစားနဲ့ထည့်ထောင်းစီလေးဆန်းပြီးရင်တော့ငရုတ်သီးစိမ့်ထောင်းလေးရပြီပေါ့နော်ချမောင်ဟင်းအတွက်ချမောင်ရွက်ကြက်သွန်နီပပလေးကြက်သွန်ဖြူထောင်းခရမ်းညင်သီးစနွန်ငရုတ်စင်းရောင်တင်စားဟင်းခတ်မုံငပိစီနဲ့ငယ်ထည့်ပြီးတော့ဟင်းကိုလုံးပေးပါမယ်ပြီးရင်တော့ရေထည့်ပြီးတည်ထားပါမယ်ဟင်းရေကျလာရင်တော့ငရုတ်သီးစိမ့်နဲ့အပေါ့ငံလိုတာထည့်ပြီးတော့ချမောင်ဟင်းလေးချက်ပါပြီ